ဘုန်းကြီးတို့နေ့စဉ်ဘဝမှာဝိပဿနာတရားဆိုတာဘုရားဘာသာဝင်တို့ဖို့လိုအပ်နေသို့တော်သူတော်စင်အများစုကဝိပဿနာတရားဆိုတာရိတ်တာသွားပြီးတော့ဆယ်စခန်းတစ်လနှစ်လသုံးလဆိုတာလို့အာထုံမဒီလိုလုပ်လို့ရတယ်လို့ထင်တဲ့ပုဂ္ဂိုလ်တွေရှိကောင်းရှိလိမ့်မယ်သို့တော်ဝိပဿနာတရားဆိုဒီမှာမိမိနဲ့မိမိပတ်ဝန်းကျင်အပေါ်မှာအမှန်အကန်မြင်တတ်အောင်နှလုံးသွင်းဆင်ခြင်ခြင်းပဲဖြစ်တယ်ဒါကြောင့်မို့လို့လူတိုင်းဟာမိမိနဲ့မိမိပတ်ဝန်းကျင်ကြည်တတ်မြင်တတ်ရင်ဝိပဿနာဖြစ်တယ်ပေါ့ဝိပဿနာအခြေခံအနည်းဆုံးတော့ဖြစ်သွားနိုင်တယ်ဒါကြောင့်မို့ဝိပဿနာအခြေခံဆိုတာဖြစ်အောင်ဘုရားမြတ်စွာသာသနာတော်နဲ့ကြုံတွေ့တဲ့အခါမှာဒါဆင်ញင်နှလုံးသွင်းမှုနဲ့ဝိပဿနာရဲ့အခြေကိုပြောဖို့လိုအပ်တာပေါ့အဲ့တော့ဝိပဿနာလို့ဆိုတာဟာတင်းတင်းချာချာစဉ်းစားကြည့်မယ်ဒီစကားလုံးရဲ့အဓိပ္ပာယ်ကိုရှင်းလင်းပြီးတော့ကြည့်မယ်ဆိုရင်ဝိဆိုတာမတူထူးခြားသောအားဖြင့်ပတ္တနာရှုမြင်ခြင်းတာမန်ပုဂ္ဂိုလ်တွေမြင်တဲ့အမြင်နဲ့မမြင်မဲနဲ့သဘာဝတရားရဲ့အစစ်မှန်ကိုရှုမြင်နိုင်တာဝိပဿနာလို့ဒီလိုပြောလို့ရတယ်။စာပေကျမ်းဂန်များမှာတော့ဘယ်လိုဖွင့်လို့ဆိုရင်ကွဲကွဲပြားပြားခြားနားစွာရှုမြင်တတ်တဲ့အသိဉာဏ်ကိုဝိပဿနာလို့ခေါ်တယ်။ဘယ်လိုကွဲပြားခြားနားတယ်လဲဆိုရင်အများကမြင်တာမြဲတယ်လို့မြင်လို့ရှိရင်မိမိကအမှန်တိုင်းမမြဲဘူးလို့မြင်တယ်အများကချမ်းသာတယ်လို့မြင်နေတာကိုမိမိအနေနဲ့ဆင်းရဲတယ်လို့မြင်တယ်အများကကိုယ်လို့ရင်ဖြစ်တယ်ကိုယ်အလိုတိုင်းဖြစ်တယ်လို့မြင်နေတာကိုယ်အလိုတိုင်းမဖြစ်ဘူးလို့ဒီလိုအနိစ္စဒုက္ခအနတ္တလို့ဆိုတဲ့အမြင်အားဖြင့်ရှုမြင်နိုင်ပြီဆိုလို့ရှိရင်ဒါဝိပဿနာလို့ခေါ်တာပဲအဲ့တော့ဝိပဿနာရှုတဲ့အခါမှာဝိပဿနာမရှုခင်ဘာတွေသိထားဖို့လိုအပ်တယ်လဲလို့ဆိုရင်ဝိပဿနာရှုတဲ့အခါမှာဘာကိုရှုရမလဲဆိုတဲ့ဝိပဿနာရဲ့အာယုံကိုရှင်းဥစွာသိဖို့လိုတယ်ဒါကြောင့်မို့ဝိသုဒ္ဓိမက်မှာဝိပဿနာဖြစ်ဖို့ရအတွက်ရှင်းဥစွာဝိပဿနာရဲ့အစပြိုးရာပညာကိုသင်ကြားပါလို့ဆိုလိုတာကပညာဘူမိတဲ့ပညာမူလပညာတရိဒလို့ဝိပဿနာပညာတစ်ခုကိုရချင်ပြီဆိုလို့ရှိရင်ရှင်းဥစွာတိဝရီကိုအရင်သင်ရမယ်လို့ဒီလိုပြောတာဘာကိုအရင်သင်ရမလဲလို့ဆိုရင်အ ਨੇ ဆုံးခန္ဓာ၅ပါးအကြောင်းသင်ရခန္ဓာ၅ပါးမှာလည်းပဲဒီတဲ့ခြုံလိုက်လို့ရှိရင်ဘယ်ဟာကယုတ်ဘယ်ဟာကနံဆိုတာမိမိတဏ္ဍာမှာရှိတဲ့ဒီသဘာဝတရားနှစ်ခုရဲ့သဘာဝလက္ခဏာသိအောင်သင်ရမယ်လို့ဒီလိုဆိုအဲ့ဒါလို့သင်တဲ့အခါဆရာစီကသင်ယူခြင်းမှတ်သားခြင်းဥက္ခမရှင်းလင်းတာကိုမေးမြန်းခြင်းပြိပု္ပ္ပာဥက္ခနဲ့ပြိပု္ပ္ပာနာယူမှတ်သားခြင်းနဲ့ဆွေးနွေးမေးမြန်းခြင်းဆိုတာနှစ်ခုနဲ့အသိဉာဏ်ကိုဖွင့်ဖြိုးလာအောင်ရှင်းဥစွာကြိုးစားဒါဝိပဿနာတရားအာမထုတ်ခင်လုပ်ရမယ့်လုပ်ငန်းကိုပြောတာမသိမဲနဲ့သွားတရားအားထုတ်လို့ရှိရင်မိမိကရှုနေတာဟာပညာကိုရှုပြီးတော့ပရမတ်ကိုရှုတယ်လို့ထင်ကောင်းထင်လိမ့်မယ်ရုပ်ကိုရှုနေတာကိုနာမ်ကိုရှုတယ်လို့ထင်ကောင်းထင်လိမ့်မယ်မိမိရှုမှတ်ပွားများနေတဲ့တရားရဲ့သဘာဝလက္ခဏာကိုပိုင်ပိုင်နိုင်နိုင်သိနိုင်မှာမဟုတ်ဘူးတဲ့ဒါကြောင့်မို့အတိပညာရဲ့အခြေခံဖြစ်တဲ့ခန္ဓာ၅ပါးသို့မဟုတ်ယုတ်နံ2ပါးဒီတဲ့ကျဲကျဲဆိုရင်အာယတနာ12ပါးဒီတဲ့ကျဲကျဲဆိုလို့ရှိရင်ဓာတ်18ပါးဆိုတာကိုရှင်းဥစွာသင်ယူမှတ်သားပြီးတော့မှဝိပဿနာအလုပ်ကိုအားထုတ်ရမယ်လို့ဒီလိုဆိုတာပေါ့အဲ့ဒါလို့အားထုတ်ပြီးလို့သင်ယူပြီးပြီဆိုတဲ့အခါမှာပညာမူလတစ်ပင်လေးတစ်ပင်စိုက်တဲ့ဆိုလို့ရှိရင်ရှင်းဥစွာမြေကိုတန်ရှင်းရကွင်းကိုအရင်ရှင်းရအဲ့ဒီအရင်ရှင်းတာလို့
ကမ္မထာရဲ့အာယုန်နဲ့ပတ်သက်ပြီးအသေးစိတ်လေးလာရအဲ့ဒီလေးလာတာပညာဘူမိပဲပညာကိုလေ့ကျင့်ကွင်းထဲမှာပွဲမဝင်ခင်ကလေ့ကျင့်ခန်းယူသလိုပဲဝိပဿနာတရားအားထုတ်တော့မယ်ဆိုရင်ဝိပဿနာရဲ့ရှုခွင့်ရှုခွက်တွေကိုရှေးဥစွာလေ့ကျင့်သင်ကြားရတယ်တဲ့ဒါကိုပညာဘူမိလို့ခေါ်တယ်အဲ့ဒီလိုလေ့လာသင်ကြားပြီးတဲ့အခါမှာဝိပဿနာဉာဏ်အခြေခိုင်မှုအတွက်တည်ဆောက်တဲ့အခါမှာလွယ်ကူမှုအတွက်လုပ်ရမယ့်လုပ်ငန်းနှစ်ခုကပါလဲလို့ဆိုရင်သီလဝိသုဒ္ဓိကိုချင်းသီလစင်ကြယ်အောင်လုပ်ရမယ်ကိုချင်းသီလစင်ကြယ်အောင်လုပ်တယ်ဆိုတာရှေ့ရှေ့ဝေးဝေးလုပ်နေဖို့မဟုတ်ဘူးကမ္မထာအထုတ်တော့မယ်နှလုံးသွင်းတော့မယ်ဆိုရင်ကိုယ့်ရဲ့သီလကိုပြန်ပြီးစောင့်တည်ပြီးတော့ထိုသီလနဲ့ပတ်သက်ပြီးတော့စင်ကြယ်မှုပေါ်မှာစိတ်ကြည်နူးမှုရသည့်ထိအောင်စင်ကြယ်သုံးသပ်ဖို့လိုအဲ့ဒီလိုသီလစင်ကြယ်သွားပြီဆိုတဲ့အခါမှာဘာလုပ်ရမလဲဆိုရင်စိတ်တည်ငြိမ်မှုအတွက်တမာတိအတွက်လေ့ကျင့်ခန်းယူရအာယုတစ်ခုပေါ်မှာစိတ်ကိုစိုက်ထားပြီးတော့တမာတိကိုပွားများအဲ့ဒီတမာတိကိုပွားတဲ့အခါမှာဇံရောက်သည့်ထိအောင်ပွားလို့လည်းရတယ်သို့မဟုတ်ဇံမရောက်ခင်ဇံနာကပ်နေတဲ့တမာတိမျိုးရသည့်ထိအောင်ပွားများအထောက်ရမယ်အဲ့လိုပွားများပြီဆိုရင်စိတ်တဝိသုဒ္ဓိလို့ဖြစ်တယ်ရှေးဥစွာသီလဝိသုဒ္ဓိဖြစ်ဖို့ရအတွက်ကြတော့အမှန်တူပုဂ္ဂိုလ်တွေဆိုရင်ဘာဝသီလကိုခံယူစောင့်တည်လိုက်တယ်စောင့်တည်ပြီးတဲ့အချိန်ကစပြီးတော့မိမိရဲ့စင်ကြယ်တဲ့သီလကိုအာယုံပြုပြီးတော့စင်ကြယ်လိုက်အဲ့ဒါလို့စင်ကြယ်လိုက်တဲ့အခါမှာဘာဖြစ်လဲ။အော်ငါစောင့်တည်ထားတဲ့သီလတစ်ခုမှငါချိုးပေါက်တာမရှိဘူးအလုံးလုံခြုံနေတယ်။ယန္တာအရှင်မြတ်တွေလည်းဒီသီလတွေလုံခြုံတယ်ဒီကနေ့ငါယန္တာအရှင်မြတ်တွေသီလလုံခြုံတယ်လို့ခုချိန်မှာငါသီလတွေလုံခြုံနေတယ်လို့ကိုစိတ်ထဲမှာအာရလောက်အောင်ဆင်ញင်စဉ်းစားတဲ့အခါမှာစိတ်နှလုံးအေးချမ်းကြည်သာလာတယ်အဲ့ဒါလို့စိတ်နှလုံးအေးမြလာတဲ့အခါဘာဖြစ်လဲပါမောဇ္ဇဝမ်းပြောင်းမှုဆိုတာဖြစ်လာတယ်ပါမောဇ္ဇဝမ်းပြောင်းမှုဖြစ်လာရင်ဘာဖြစ်လဲပီတိဆိုတဲ့စိတ်ထဲမှာနှစ်သက်မှုတွေဖြစ်လာတယ်ပီတိဖြစ်လာတဲ့အခါမှာပတ္တတိဆိုကိုယ်စိတ်ငြိမ်းချမ်းမှုတွေဖြစ်လာတယ်ကိုယ်စိတ်ငြိမ်းချမ်းလိုက်တာနဲ့တပြိုင်နက်ဒုက္ခကိုချမ်းသာမှုစိတ်ချမ်းသာမှုလေးတွေရလာတယ်ကိုယ်စိတ်ချမ်းသာတဲ့ဒုက္ခရလာတာနဲ့တပြိုင်နက်စိတ်ဟာတည်ငြိမ်သွားတယ်တမာတိဆိုတာရသွားတယ်ပေါ့ဒါသီလကနေဆက်နွယ်ပြီးတော့ရရှိလာတဲ့တမာတိတရားလို့ခေါ်တယ်စိတ်တည်ငြိမ်မှုရအဲ့လိုစိတ်တည်ငြိမ်မှုရလာပြီဆိုလို့ရှိရင်ယထာဘူတညာဏဒသနာတဲ့တကယ်အဖြစ်မှန်ကိုသိနိုင်မြင်နိုင်တဲ့ဉာဏ်ဖြစ်လာမယ်လို့ဒါကမြတ်စွာဘုရားကသီလရဲ့အကျိုးဆက်တွေကိုအစစ်စစ်ဟောကြားတာဖြစ်တယ်ဒါကြောင့်မို့ဝိပဿနာတရားကျင့်ကြံကြိုးကိုအထောက်ပဲဆိုလို့ရှိရင်သီလကိုစင်ကြယ်အောင်စောင့်တည်ပြီးတော့ဝမ်းသာလောက်အောင်ပီတိဖြစ်လောက်အောင်သီလကိုစင်ကြယ်ပြီးတဲ့အခါမှာကမ္မထာအာယုန်တစ်ခုခုပေါ်မှာတမာတိလေးဖြစ်လာအောင်ကြိုးစားတဲ့အဲ့ဒါဟာပညာရဲ့မူလအရင်အမြစ်လို့ခေါ်တယ်သို့တော့ပညာဖြစ်ပြီလားလို့ဆိုမဖြစ်သေးဘူးသီလနဲ့တမာတိပဲရှိသေးတယ်ဒါမဂ္ဂင်၈ပါးမှာလည်းကြည့်နေသမ္မာဝါစာသမ္မာကမ္မန္တသမ္မာအာဇီဝဆိုတာသီလကိုပြောတာသမ္မာဝါယာမသမ္မာတတိသမ္မာသမာဓိလို့ဆိုတာတမာဓိကိုပြောတာမဂ္ဂင်၈ပါးပေါ်မှာနိဗ္ဗာန်သွားတဲ့လမ်းကြောင်းပေါ်မှာမိမိတက်ရောက်နေပြီဆိုတာကိုဖော်ပြတယ်ကိုဟာနိဗ္ဗာန်သွားမဲ့မဂ္ဂင်၈ပါးလမ်းပေါ်ရောက်သွားပြီလို့ဒီလိုပြောတာအဲ့ဒါလို့သမ္မာဝါစာသမ္မာကမ္မန္တသမ္မာအာဇီဝသီလကိုအခြေခံပြီးတော့သမ္မာဝါယာမသမ္မာတတိသမ္မာသမာဓိနဲ့တမာဓိကိုထူထောင်လိုက်တာနဲ့တပြိုင်နက်ရှေ့ဆက်ပေါ်လာတာကဘာလို့ဆိုရင်သမ္မာဒိဋ္ဌိနဲ့သမ္မာသင်္ကပ္ပအမှန်ကန်တွေးတောတတ်လာလို့ရှိရင်မှန်ကန်မြင်လာမှုဟာအစစ်စစ်ဖြစ်လာမှာဖြစ်တယ်ဒါတွေကိုရှောင်လွဲပြီးတော့မဂ္ဂင်၈ပါးရှောင်လွဲပြီးတော့ဝိပဿနာတရားကျင့်လို့မှမရဝိပဿနာကိုဒါကြောင့်မို့ပုပ္ပဘာကမဲ့လို့ခေါ်တယ်လောကုတ္တရာမဲ့ရဲ့ရှေ့ပိုင်းမှာရှိလို့ပုပ္ပဘာကမဲ့ဟောသီလကိုထူထောင်မယ်သီလကနေဆက်နွယ်ပြီးတော့တမာတိဖြစ်စေမယ်တမာတိကနေဆက်နွယ်ပြီးတော့ယထာဘူတညာဏတသနာယုံ nant ဓမ္မတို့ရဲ့သဘာဝကိုဟုတ်တိုင်းမှန်စွာသိမြင်လာပြီဆိုရင်ဒါဝိပဿနာလမ်းကြောင်းပေါ်မှာတ
တက်လာပြီလို့ဒီလိုပြောအောင်တကယ်ဝိပဿနာလို့ဆိုရတဲ့အစဉ်အကြတော့အစဉ်တစ်ခုမှတ်သားကြရမယ်။ဘာလဲလို့ဆိုရင်ပထမဝိပဿနာလုပ်ငန်းလုပ်တော့မယ်ဆိုရင်ရုပ်တရားနံတရားတွေရဲ့သဘာဝလက္ခဏာလို့ဆိုတဲ့ကိုယ်ပိုင်အမှတ်သားလေးတွေကိုတွေ့မြင်အောင်ကြိုးစားရမယ်။ကိုယ်ပိုင်မှတ်သားလေးတွေတွေ့တာဟာရုပ်ကိုသိတာပဲနာမ်ကိုသိတာပဲဆိုပါစို့အပူအေးနဲ့တွေ့တဲ့အခါထင်ရှားစွာပြောင်းလဲသွားတတ်တဲ့သဘောကိုရုပ်တရားလို့သိလိုက်တာဟာဒါရုပ်ရဲ့သဘာဝလက္ခဏာကိုသိတယ်လို့ခေါ်တယ်။အာယုရှိတဲ့ဘက်ကိုကိုင်းညွတ်တယ်အတန်ကြားလိုက်ရင်ကြားတဲ့ဘက်ကိုဥလှဲ့သွားတယ်အနံ့ရရင်နံ့တဲ့ဘက်ကိုဥလှဲ့သွားတယ်မြင်ရင်မြင်တဲ့ဘက်ကိုဥလှဲ့သွားတယ်အရသာတွေ့လို့ရှိရင်အရသာဘက်ကိုဥလှဲ့သွားတယ်လို့ဆိုရင်အာယုဘက်ကိုဥလှဲ့ပြီးကိုင်းညွတ်သွားတဲ့သဘောဟာနံတရားဒါနံရဲ့သဘာဝလက္ခဏာကိုသိတယ်လို့ခေါ်တယ်။ရုပ်ရဲ့သဘာဝလက္ခဏာနံရဲ့သဘာဝလက္ခဏာသိတာဟာယထာဘူတဉာဏတတနာတကယ်အစစ်မှန်ကိုသိတယ်လို့ဒီလိုပြောတာ။တမာတိရှိလာလို့ရှိရင်စဉ်စမပြတ်သိလာ။တမာတိအားနည်းသေးလို့ရှိရင်သိလိုက်မသိလိုက်လွတ်ထွက်သွားလိုက်ဒီလိုတော့ရှိပါပေါ့။သို့သောကြိုးစားအားထုတ်လိုက်တဲ့အခါစဉ်စမပြတ်သိလာနိုင်တယ်ပေါ့။ဒါကြောင့်မို့ရှင်းဥစွာဝိပဿနာလုပ်ပြီဆိုလို့ရှိရင်ရုပ်တရားနံတရားတွေရဲ့သဘာဝလက္ခဏာကိုသိအောင်အရင်လုပ်ရဆိုပါတော့မျက်စိနှလုံးဖွင့်လိုက်လို့မြင်တယ်မြင်ပြီးတော့သိတဲ့စိတ်ပေါ်လာတယ်ဆိုလို့ရှိရင်မျက်စိရဲ့သဘာဝဟာအစင်းအာယုန်တွေကိုဖမ်းယူတတ်တဲ့သဘာဝရှိတယ်။အစင်းအာယုန်တွေလာပြီးတော့ထင်မြင်တတ်တဲ့သဘာဝဟာမျက်စိရဲ့သဘာဝပဲလို့သူ့သဘာဝကိုသိအစင်းအာယုန်ကြတော့မျက်လုံးမှာလာပြီးတော့ထင်ဟတတ်တဲ့သဘောရှိတယ်လို့သူ့ရဲ့သဘာဝလက္ခဏာကိုသိတယ်။စက္ခုဝိညာဉ်စိတ်မြင်သိစိတ်ရောက်တဲ့အခါကျတော့အစင်းအာယုန်ထင်လာလို့ရှိရင်အစင်းအာယုန်ကိုသိနိုင်စွမ်းရှိတဲ့သဘာဝတရားလို့သူ့ရဲ့သဘာဝလက္ခဏာလေးတွေကိုအရင်သိအောင်ကြိုးစားအားထုတ်။မျက်စိကိုလည်းသိတယ်စက္ခုပတာရရဲ့သဘာဝကိုသိတယ်ရူပယုံရဲ့သဘာဝကိုသိတယ်ထိုစက္ခုတာရတဲ့ရူပယုံနှစ်ခုစုံစည်းသည့်အတွက်ကြောင့်ဖြစ်ပေါ်လာတဲ့မြင်သိစိတ်ရဲ့သဘာဝကိုသိတယ်လို့ဒီလိုသိလိုက်တာတာမန်အသိမဟုတ်ဘူးတာမန်အသိမဟုတ်ဘူးနေ့စဉ်ကိုသိနေတဲ့အသိနဲ့မတူထူးခြားအဲ့ဒီလိုတာမန်အသိမဟုတ်တဲ့မှန်ကန်တဲ့အတိုင်းသိတာယထာဘူတဉာဏတတနာမှန်ကန်သိတယ်လို့ဒီလိုပြောတာနောက်တစ်ခါအသိတစ်ခုထပ်တိုးရမှာဘာလဲလို့ဆိုရင်စက္ခုပတာရဆိုတဲ့မျက်စိဟာလည်းဖြစ်လာပြီးရင်ပြတ်သွားတတ်တဲ့သဘောရှိတယ်မြင်စရာအာယုံလေးကလည်းပဲစက္ခုပတာရမှာထင်ဟပ်လာပြီးတဲ့အခါပြည့်စည်သွားတတ်တဲ့သဘောရှိတယ်မြင်သိစိတ်ကလေးကလည်းအမတမတိုးတောင်းတဲ့တက်တန်းရှိတယ်ဖြစ်ပြီးရင်ချက်ချင်းပြတ်သွားတယ်ဆိုတဲ့သဘောလေးတွေကိုဆင်ခြင်တတ်လာပြီဆိုတဲ့အခါမှာဒါဝိပဿနာလမ်းကြောင်းပေါ်ရောက်သွားပြီသဘာဝလက္ခဏာသိုံနဲ့မကဘူးမမြဲတဲ့သဘောကိုမပိုင်တဲ့သဘောဆိုတဲ့အနိစ္စဒုက္ခအနတ္တအနိစ္စတစ်ခုမြင်လိုက်တာနဲ့တပြိုင်နက်ဒုက္ခအနတ္တဆိုတာလဲသဘောပေါက်လာဘယ်လိုသဘောပေါက်လာလဲလို့ဆိုရင်ဒီပြဟာမထင်ရှားဘူးထင်ရှားတာကြည့်မယ်ဆိုရင်မြင်လို့သိတဲ့စိတ်ကလေးမြင်မှန်းသိလိုက်တဲ့စိတ်ကလေးဟာဖြတ်ခနဲ့ပေါ်လာပြီးတော့ပျောက်သွားတယ်အဲ့ဒီဖြစ်ပြီးတော့ပျောက်သွားတဲ့သဘောလေးကိုမြင်လိုက်လို့ရှိရင်ဒါအနိစ္စမြင်လိုက်တာပဲအဲ့ဒီမြင်သိစိတ်ကလေးဟာဖြစ်ပြီးပြတ်သွားတဲ့အနေထားကတစ်ခါလည်းမဟုတ်ဘူးနှစ်ခါလည်းမဟုတ်ဘူးအချိန်ချင်းမြင်တိုင်းမြင်ပြီးတော့သိသွားတယ်သိပြီးတော့ပြတ်သွားတယ်သိလိုက်ဖြစ်လိုက်ပြတ်လိုက်ဖြစ်လိုက်ပြတ်လိုက်ဆိုတဲ့ဒီသဘာဝတရားကြီးဟာအမြဲတမ်းဒုက္ခပေးနေတာဖြစ်သောကြောင့်ဒုက္ခလို့ဒီလိုပြောတာဆင်းရဲလို့ဒုက္ခလို့ပြောတာမဟုတ်ဘူးမမြဲတဲ့သဘောတရားကအမြဲတမ်းနှောက်ယှက်နေလို့ဒုက္ခလို့ပြောတာအဲ့ဒါလို့ဒုက္ခလို့ပြောတဲ့ဒီမြင်သိစိတ်ကလေးဟာကိုယ်တိုင်ကမြင်ပြီးရင်တစ်ဆက်တည်းမြင်နေဖို့ထိန်းထားနိုင်စွမ်းမရှိဘူးဖြစ်လာပြီးတဲ့နောက်ပြတ်မသွားအောင်ထိန်းထားနိုင်စွမ်းမရှိဘူးသူ့တဘာဝအတိုင်းသူဖြစ်ပြီးတော့ပြန်ပြတ်သွားတာဘယ်သူမှလည်းကိုယ်ဆန္ဒအတိုင်းထိန်းနိုင်စွမ်းမရှိကြဘူးဆိုတာအနတ္တရဲ့သဘောပဲဒါကြောင့်မို့အနိစ္စမြင်လို့ရှိရင်ဒုက္ခလည်းမြင်တယ်အနတ္တလည်းမြင်တယ်လို့ဒီလိုပြောတာနော်အဲ့ဒါလို့အခြေခံဝိပဿနာပထမသဘာဝလက္ခဏာကိုရှုတယ်
ဒုတိယတာမညလက္ခဏာလို့ခေါ်တဲ့အနိစ္စဒုက္ခအနတ္တဆိုတာကိုရှုမြင်ပြီးဆိုရင်ဒါဝိပဿနာလမ်းကြောင်းပေါ်ရောက်သွားပြီလို့ဒီလိုပြောတာအဲ့တော့ဝိပဿနာလမ်းကြောင်းပေါ်တက်သွားပြီဆိုရင်တော့လမ်းမှန်သွားပြီအဲ့ဒီလမ်းကိုဆက်လျှောက်ဖို့လိုတယ်ဘလောက်ဝေးမယ်ဘလောက်ကြာအောင်ရှောက်ရမယ်ဆိုတာတော့ကိုယ့်ပေါ်မှာပဲမူတည်တယ်ပေါ့လူဆိုတာတဦးနဲ့တူအရင်ချင်းချင်းမတူဘူးတချို့ကြတော့တခဏလေးရှောက်ရုံနဲ့လမ်းဆုံးတွေ့ကျင်လဲတွေ့မယ်တချို့ကြတော့တစ်သလုံးနဲ့တွေ့ကျင်မှတွေ့မယ်သို့တော့ရှောက်နေတဲ့လမ်းကြောင်းမမှားဖို့ပဲအရေးကြီးတယ်ရှောက်နေလို့ရှိရင်တော့ရောက်သွားမှာပဲဟောဒီလမ်းမတော်မြို့နယ်ကနေပြီးရွှေဒဂုံဘုရားကြီးကိုဥတီပြီးတော့သွားနေလမ်းမမှားဘူးဆိုလို့ရှိရင်လမ်းဆုံးရင်ရွှေဒဂုံဘုရားရောက်မှာပဲမရောက်ဖဲတော့မရှိဘူးအဲ့တော့ကားနဲ့သွားတဲ့လူကမြန်မြန်ရောက်မယ်လမ်းလျှောက်သွားတဲ့လူကနှိမ့်နှိမ့်ရောက်မယ်ဘယ်လိုပဲဖြစ်ဖြစ်လမ်းမှန်ပြီဆိုလို့ရှိရင်ရောက်မှသိကြတယ်